ခုတက်လို့လေစုမြတ်ရဲ့ဝေသူတွေကလည်းစုမြတ်ကိုအယမ်းရင်ဖွင့်ကြတယ်ဒီတစ်ခေါက်လည်းအမပေါ့နော်အမညီမလေးစုမြတ်ရေးတဲ့ညီမလေးကိုယုံလို့တဲ့အမလေးတီလားတဲ့အမသမီးလေးပေါ့နော်ဒါနိုင်ငံခြားသွားမှာမို့လို့တဲ့အမမှရှိတဲ့ရွှေလေးကိုတဲ့ရောင်းပြီးတော့တဲ့သူ့ကိုပေါ့နော်ဒါစရေးဖြစ်ပေးလိုက်တာတဲ့အဲ့တော့တဲ့ညီမလေးတဲ့အမကတဲ့ဒီပေါ့နော်ကျိုးပေါ့သူကအုံးဆန်ကျိုးလေးသူ့ကျိုးအစ်စ်ကိုလည်းစုမြတ်ကိုပြရတယ်အဲ့ဒီပုံစံလေးတဲ့ရတယ်ညီမလေးစစ်နေဆိုရင်လည်းရတယ်အဲ့ပုံစံလေးကိုတဲ့အမလိုချင်တာတဲ့အမကကြတော့အမြဲတမ်းအကျန်းဝတ်ထားတဲ့သူဆိုတော့တဲ့ဆွေးကြိုးကအခုလိုမျိုးအကျန်းဝတ်လို့ရတဲ့တရားအောင်ရှိလားဆိုတော့လေဒါကစုမြတ်ကဒါ stainless ကြီးထဲရပါတော့အုံးဆန်ကျိုးလေးကိုပြပေးလိုက်တယ်အဲ့ဒါဆိုနားချိတ်လေးပါတက်ပေးဆိုတော့အခုစုမြတ်ကနားချိတ်လေးပြောင်းတက်ပေးနေတာပေါ့နော်အဲ့နဲ့တက်စားတယ်ညီမလေးရဲ့တဲ့အမဟိုနားတီနာသွားတဲ့ထက်ကိုပေါ့နော်ကိုကအပြစ်နေပါတယ်သွားအလူတွေပါတယ်သွားတဲ့ခါကျရင်တိုးဝေးဖို့လဲဆွဲသီးလေးပါတဲ့အမကိုတဲ့ထည့်ပေးလိုက်ပါဆိုအမကဘာကိုကြိုက်တာလဲဆိုအခုအရန်ဗဒများတွေခစ်စားနေတော့ဗဒများထဲကကြိုက်ဒီဇိုင်းလှတာလေးတည့်ပေးလိုက်ပါဆိုတော့လေစုမြတ်ကဒီအမကိုဒီဆွဲသီးလေးပြပေးလိုက်တော့အမကကြိုက်တယ်ညီမလေးတဲ့အဲ့နဲ့စုမြတ်ကဒီဆွဲသီးလေးကိုရွှေစိန်ထဲကသွင်းမိထားတာပေါ့နော်ရွှေစိန်ထဲကဆွဲသီးလေးရဲ့စိတ်လက်စီတွေကကျိုးလေးရင်တွေတွေးပေးလိုက်ပါတယ်ရှင်ဒီဆွဲသီးလေးကဗဒများဖြစ်တဲ့အတွက်ကြောင့်မလို့သူကတော်တော်လေးလှတယ်အစ်စ်ထဲမှာထွက်ထားတဲ့ပုံစံအတိုင်းပေါ့နော်အဲ့ဒါကိုစုမြတ်ကဆွဲသီးလေးတစ်လုံးကိုဈေးနှုန်းလေးကမြန်မာငွေ2800နဲ့ရောင်းပေးတယ်ဆွဲကျိုးလေးရဲ့ဈေးနှုန်းလေးကနာကြီးချိတ်အပါကိုလေးကိုမှစုမြတ်ကမြန်မာငွေ2200လေးနဲ့ပေါ့နော်စုမြတ်ကရောင်းပေးတယ်ကျိုးလေးနဲ့ဒီဆွဲသီးလေးကအရန်ကြီးအယောင်ကမကွာဘူးပေါ့နော်ဒီကျိုးလေးကလည်း14ပေရဲ့ကလာကုတ်တင်နေရှိတယ်အားအကြောင်းမလို့စုမြတ်ကဒီအမကိုပေါ့နော်ကျိုးလေး2200နဲ့ဆွဲသီးလေး2800တန်လေးကိုဒီမှာပစ္စည်းကိုပါစေပိတ်ပေးတာပေါ့နော်ဒါဒီမှာအခုစုမြတ်ထည့်ပေးလို့အတွက်ကိုပါစေလေးထုတ်ပေးထားတာပါရှင်စုမြတ်စီရမှာယူအားပေးတဲ့မအောင်လေးစုမြတ်ကအများကြီး